ဟုတ်ကဲ့ဒီနေ့ကကြတော့2ရက်တက်တန်လေးကိုထိုးပြပေးပါမယ်2ရက်တက်တန်လေးထိုးဖို့အတွက်ကိုကျွန်မကျတော့ဒီနေ့ကျတော့ asset number 2နဲ့makeup.5 brand လေးကိုထိုးပြမယ်ပေါ့နော်အဲ့ဒါဆိုရင်2ရက်တက်တန်လေးထိုးဖို့အတွက်ကိုအရင်ဆုံးချင်းလေးတွေအရင်ထိုးပါမယ်ချင်းလေးအရင်ထိုးပါမယ်ပြီးရင်ဒါကျတော့ခွင်းရှင်ပေါ့နော်ခွင်းရှင်ပြီးပြီဆိုရင်ချင်းလေးခါ20ထိုးသွားပါနော်ပါဒါ20ပြည့်တဲ့နေရာလေးနားမှာမှတ်ထားပြီးတော့ချင်းလေး3ခါထပ်ထိုးပါတစ်ခါ2ခါ3ခါချင်းလေး3ခါထပ်ထိုးပြီးပြီဆိုရင်2ရက်တိုင်ထိုးမှဖြစ်တဲ့အတွက်ကြောင့်အမှချီကို2ခါရစ်ပါတစ်ခါ2ခါအဲ့ဒါဆိုရင်ချီ2ခါရစ်ပြီးပြီဆိုရင်ဒီမှာ20ပြည့်တဲ့နေရာလေးနားမှာဒီလိုဂွင်းလေးတစ်ကွင်းရအောင်ပြန်ယူမယ်ပေါ့နော်ဂွင်းလေးတစ်ကွင်းရအောင်ပြန်ယူမယ်အဲ့ဒါဆိုရင်ဒီမှာကျတော့စုပေါင်းဂွင်းလေး4ကွင်းဖြစ်သွားမယ်နှီးတဲ့တိုင်းထိုးဖို့အတွက်ဆိုရင်ဂွင်းလေး4ခုရှိရပါမယ်ဒါဂွင်းလေး4ခုပေါ့နော်အဲ့ဒါဆိုရင်2ခုကိုအရင်ဖြုတ်ပါ2ခုကိုအရင်ဖြုတ်ပါ2ခုကိုဖြုတ်ပါဒါ2ခုကိုဖြုတ်လိုက်ပြီးနောက်ထပ်3ခုကျန်နေဆိုရင်နောက်ထပ်2ခုကိုဖြုတ်ပါအဲ့ဒါဆိုရင်ဒါကြတော့နောက်ဆုံး2ခုပဲကျန်တာအဲ့ဒါဆိုရင်ကျမတို့လိုချင်တဲ့2ရက်တိုင်လေးရပြီပေါ့နော်2ရက်တိုင်ကိုနောက်ထပ်တစ်ခါထပ်ထိုးဖို့ဆိုရင်အမှကျိုးကို2ခါရစ်ပါတစ်ခါ2ခါ2ခါရစ်ပြီးပြီဆိုရင်ချီးလေးထဲကိုဝင်ခွင်းလေးတစ်ခွင်းရလာမယ်အဲ့ဒါဆိုရင်စုပေါင်း4ခုရှိမယ်4ခုရှိတာကို2ခုကိုတစ်ခါဖြုတ်ပါ3ခုကျန်2ခုကိုဖြုတ်ပါနောက်ဆုံး2ခုကိုဖြုတ်ပါမယ်အဲ့ဒါဆိုရင်ဒီ2ရက်တိုင်လေးရပြီပေါ့နော်2ခါကွင်းလေး4ကွင်းရပြီဆိုရင်2ခုကိုတစ်ခါဖြုတ်နောက်ထပ်2ခုကိုတစ်ခါဖြုတ်နောက်ဆုံး3ခါပေါ့နော်စုပေါင်းခွင်းက4ခွင်းရှိမယ်ဖြုတ်တာကြတော့3ခါဖြုတ်တယ်ပေါ့နော်3ခါဖြုတ်ပြီးတော့2ရက်တိုင်လေးထိုးတာပါတစ်ခါ2ခါ3ခါခွင်းလေး4ခုရပြီဆိုရင်2ခုကိုဖြုတ်3ခုကျန်2ခုဖြုတ်အဲ့လိုလေးနဲ့2ရက်တိုင်လေးတွေကိုအစုံထိထိုးသွားမယ်ပေါ့နော်ဒါကကြတော့ကျမတို့စိုးသက်နာကိုရောက်လာပြီပေါ့နော်စိုးသက်နာကိုရောက်လာပြီဆိုရင်ဒါ2ရက်တိုင်ပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ကျမတို့ထိုးလာတာတိုင်20ပြည့်သွားပြီပေါ့နော်တိုင်20ပြည့်သွားပြီဆိုရင်နောက်ထပ်တန်းကိုတက်မယ်ပေါ့နော်နောက်ထပ်တန်းကိုတက်ဖို့အတွက်ကကြတော့ချေး3ခါထိုးပါမယ်တစ်ခါ2ခါ3ခါချေး3ခါထိုးပြီးပြီဆိုရင်ဒီလိုလေးလှည့်လိုက်ပါပြီးပြီဆိုရင်တစ်ခါ2ခါခြီလေးကို2ခါရစ်လိုက်တယ်ပေါ့နော်ပြီးရင်ဒီမှာနော်ဒီနေရာလေးဒီနားလေးကိုထိုးတာပါပြီးရင်ခွင်းရအောင်ယူပြီးရင်2ခုကိုတစ်ခါဖြုတ်2ခုကိုတစ်ခါဖြုတ်နောက်ဆုံး2ခုကျန်အဲ့လိုလေးပါအမှကျိုးလေး2ခါရစ်ပြီးပြီဆိုရင်ဒီမှာဒီနေရာလေးကိုပြီးရင်တစ်ခါ2ခါ3ခါစုပေါင်း3ခါဖြုတ်တယ်ပေါ့နော်အဲဒါဆိုရင်ကျိုးတစ်ခါရစ်မယ်2ခါရစ်မယ်ပြီးရင်နားလေးတစ်ခါ2ခါ3ခါဒီနေ့ထိုးပြသွားတာကျတော့2ရက်တိုင်ပေါ့နော်2ရက်တိုင်လေးကိုထိုးပြထားပါတယ်နောက်ထပ်ဗီဒီယိုမှာကျတော့တိုင်ပွားထုံးနည်းလေးကိုပြောပြပေးမယ်ပေါ့နော်တကယ်လို့သိချင်တာမှရှိရင်လည်း comment အောက်မှာဝင်ပြီးတော့မှတ်လို့ရတယ်ပေါ့နော်
ကြတော့2ရက်တည်းတိုင်လေးကိုထုတ်ပြတာဒီလောက်နဲ့ပဲအဆုံးသတ်ပါမယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်ပြီးတော့တွေ့ပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်